Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တွားဖြစ်ခဲ့တဲ့ Times Square အကြောင်းလေးနည်းနည်းပြပြချင်ပါတယ် Times Square ဆိုတာ New York ရဲ့ထင်ရှားတဲ့ပေါ့နော်ကမ္ဘာကျော်တဲ့နေရာတစ်ခုဖြစ်ပါတယ်Times Square ကဘာလို့ကမ္ဘာကျော်တယ်လဲဆိုလို့ရှိရင်အဲ့ဒီ Times Square area မှာပဲ Broadway ရုပ်ရှင်မျိုးပေါ့နော်တီလီတာလိုမျိုးရုပ်ရှင်တွေအဲ့လိုပေါ့နော်ဖြိုးပြီးနေရာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်တချို့ကတီလီတာ district လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းနာမည်ကြီးတယ်အဲ့နောက်တစ်ခုကအဲ့ Times Square area မှာပဲbillboard ကိုကြောင်ညာဆိုင်မှုကြီးတွေကြီးနောက် skyscraper လို့ခေါ်တယ်တိုက်ထက်အမြင့်ကြီးတွေအများကြီးတယ်မှာအဲ့ဒီဘေးမှာကြောင်ညာဆိုင်မှုကြီးတွေကလည်းမီးရောင်စုံအမျိုးမျိုးနဲ့ပေါ့နော်ဟိုဘက်ကအရောင်မျိုးဒီဘက်ကအရောင်မျိုးစသဖြင့်အရန်ဆွဲဆောင်မှုရှိတယ်ပေါ့နော်အရန်လာတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းနာမည်ကြီးတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီ area မှာပဲစီးပွားရေးအချက်ချာနေရာတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာကြီးမားတဲ့ကုန်တိုင်းကြီးတွေရှိတယ်။နောက်ဘယ်လိုပြောလဲဖောက်သက်ပြီးတဲ့အဲ့လိုပေါ့နော်။ဆိုင်ကြီးတွေကြီးတွေရှိတယ်ပေါ့။အဲ့ဒါကြောင့်လည်းပဲအဲ့ဒီနေရာကနာမည်ကြီးတယ်ပေါ့။အဲ့ Times Square ကိုတရက်ကိုကမ္ဘာနိုင်ငံအသီးသီးကလာလေကြတဲ့နိုင်ငံသားတွေ tourist တွေဆိုတာတရက်3သိန်းကျော်ရှိ3သိန်းကျော်ရှိတရက်ထဲနော်အဲ3သိန်းကျော်လာလေကြတယ်အဲတော့အနည်းစနစ်တိုင်းပြန်မြနေနဲ့ပြောမှဆိုလို့ရှိရင်တော့အဲဒီကိုလာလေတဲ့လူတွေက130 မီလီယံရှိတယ်ပေါ့နောက်တစ်ခုကဘာလို့ Times Square ကအနာမည်ကြီးလဲဆိုလို့ရှိရင်ဒီဇင်ဘာပေါ့နော်နှစ်တကူရဲ့ညတွေမှာဆိုလို့ရှိရင်ဒီမှာကောင်းတောင်းလို့ရတယ်ပေါ့နော်နီးရညပြောရတာပေါ့နော်အဲ့တော့နီးရညမှာအဲ့ဒီနေရာအရန်စီ Times Square မှာလူတွေအရန်လာစုကြတယ်ပေါ့နော်အကောင့်တောင်းလည်းလုပ်တယ်ဘုံတနစ်စင်တဲ့တိုင်ဘောလုံးကြီးကြီးရနေပြီးတော့အပေါ်ကနေပြီးတော့ပြုတ်ကျလာတဲ့ပုံစံမျိုးပေါ့နော် New Year's Eve ball drop ပေါ့အဲ့လိုမျိုးပွဲတွေလည်းဒီ Times Square မှာလုပ်တယ်ပေါ့နော်အဲ့လိုကြောင့် Times Square အရန်လည်းနာမည်ကြီးတယ်အရန်လည်းရှုပ်ရင်းနေလည်းလာတယ်အနေထားလေးလည်းလာတယ်ပေါ့နော်အဲဒါကြောင့် Times Square ကဘာကြော်ပြီးတော့New Yorkကိုရောက်ဖြစ်တယ်ဆိုရင်